စိတ်ကိုအမိပြုအင်အားစုများတရားဒေသနာတော်ရှေးဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်တရားပွဲကိုစတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိတုကရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ္တာယောနာထောဝိနေယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအတင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိတကရာဏိဥစ္စာခြေလက်တဲ့အင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်သီထဝယ်ငါတဲ့အစုအလွန်ခဲရင်သောအမှုတို့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြုတ်ကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်ကိုအမိပြုအင်အားစုများလို့ဆိုတာဒီကနေ့စေတသိက်အကြောင်းစေတသိက်ဆိုတာပါဠိစကားစေတသိကစိတ်ကိုမိဖြစ်နေတဲ့သဘာဝတရားလို့ဒီလိုအဓိပ္ပာယ်ရမှန်ပါပါစိတ်ကိုမိဖြစ်တယ်ဆိုတာစိတ်နဲ့စပ်ပြီးတော့ဖြစ်နေတာစိတ်မဖြစ်ရင်သူတို့ဖြစ်လို့မရဘူးစိတ်နဲ့အတူတကွဖြစ်လို့စိတ်ပေါ်မှာမိပြီးတော့ဖြစ်ရတာဖြစ်သောကြောင့်စေတသိကထိုစေတသိကကိုပဲစေတသိက်လို့မြန်မာမှုပြုထားတာအဲ့တော့ဒီစေတသိကဆိုတဲ့စကားလုံးမှာစေတဆိုတဲ့စကားလုံးနဲ့စိတ်တဆိုတဲ့စကားလုံးနှစ်ခုဟာအဓိပ္ပာယ်တူလို့ဒီလိုမှတ်ရမယ်မှန်ပါပါစိတ်ကိုရည်ညွှန်းတဲ့စကားလုံးတွေဟာစေတဆိုတာလဲစိတ်ကိုရည်ညွှန်းတယ်စိတ်တဆိုတာလဲစိတ်ကိုရည်ညွှန်းတယ်မနလို့ဆိုတာလဲစိတ်ကိုရည်ညွှန်းတယ်ဝိညာဏလို့ခေါ်တာလဲစိတ်ကိုပဲရည်ညွှန်းတယ်လို့အလုံးစိတ်ရဲ့ဝေါဟာရတွေပေါ့စိတ်ကိုညွန်ပြတဲ့ဝေါဟာရတွေစေတသိက်ကစိတ်ကိုအမိပြုပြီးတော့ဖြစ်လာတဲ့တရားတွေအဲ့ဒီတရားပေါင်းဟာ52မျိုးရှိတယ်ဒီကနေ့စိတ်ကိုမိပြုပြီးတော့စိတ်ရဲ့အင်အားစုများအဖြစ်ဟောကြားမှာက73မျိုးရှိတယ်မှန်ပါပါဗျာအဲ့ဒီ73မျိုးကိုဟောမယ်ဒီ73မျိုးကိုအည္ညတမာနအခြားတစ်ပါးမိမိမိတဲ့စေတသိက်တွေနဲ့အလားတရံတူတယ်ဆိုတဲ့အမည်နာမပေးထားတဲ့စေတသိက်13မျိုးမှန်ပါပါဗျာမြန်မာတွေမှာအညသမန်းစေတသိက်လို့အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကဒီလိုပဲမှတ်ကြတယ်အညသမန်းစေတသိက်မှန်ပါပါဗျာ
အညဆိုတာတခြားတစ်ပါးတမာနဆိုတာတူတာဆိုလိုတာကအကောင်းနဲ့တွဲရင်အကောင်းဖြစ်တယ်အဆိုးနဲ့တွဲရင်အဆိုးဖြစ်တယ်ဘယ်အရာနဲ့ပဲတွဲတွဲအကောင်းအဆိုးဒီနှမျိုးစလုံးလိုက်လျောညီတွေဖြစ်တဲ့စေတသိက်တွေလို့ပြောတာနော်မှန်ပါပါဗျာအညတမာနအဲ့တော့ဒီအင်အားစုဆိုတဲ့ဒီစေတသိက်13မျိုးတဲမှာထပ်ပြီးတော့ခွဲလိုက်တယ်တပ္ပစိတ်တသာဒရဏတပ္ပစိတ်တဆိုတာစိတ်အားလုံးနဲ့သာဒရဏဆက်ဆံတဲ့စေတသိက်က9ခုတဲ့မှန်ပါပါဗျာပကိဏကတချို့စိတ်နဲ့တွဲတယ်တချို့စိတ်နဲ့မတွဲဘူးပုံမှန်မရှိတဲ့စေတသိက်က6ခုလို့စိတ်ကိုအစုပြုတဲ့အခါမှာလွယ်ကူမှုရှိအောင်ဒီလိုခွဲခြားချက်ကလေးတွေနဲ့သတ်မှတ်ထားတာနော်မှန်ပါပါဗျာသဝစိတ်ကို universal mental property လို့ဒီလိုအင်္ဂလိပ်လိုပြန်တယ် universal အလုံးသောစိတ်ဖြစ်တိုင်းစိတ်ဖြစ်တိုင်းအဲ့ဒီ9ခုကပါတယ်သူမပါဘဲနဲ့စိတ်မဖြစ်ဘူးမှန်ပါပါဗျာဒါကြောင့်မို့သူတို့ဟာစိတ်ရဲ့အင်အားစုတွေပဲစိတ်ဆိုဒီမှာအာယုံသိတတ်တဲ့သဘောကလေးတစ်ခုတည်းကိုသာခေါ်တာအဲ့ဒီအာယုံကိုသိတတ်တဲ့သဘောလေးကိုမှီပြီးတော့ဖြစ်တဲ့စေတသိက်က9ခုစိတ်ကတစ်ခုစေတသိက်က9ခုပေါင်းလိုက်တဲ့အခါ10ခုအဲ့ဒီ10ခုသည်ခွဲလို့မရတဲ့10ခုခုခေတ်ဆိုလို့ရှိရင်8 in 1ပေါ့နော်မှန်ပါဗျာ10ခုကိုမှတစ်ခုဖွဲ့ထားတာလို့ပြောတာမှန်ပါဗျာရုပ်အကြောင်းပြောတော့ကလည်းတူတူပဲရုပ်ရဲ့အင်အားစုတွေက10ခုဖွဲ့စည်းထားတာတစ်ခုတည်းမဟုတ်ဘူးဘာဖြစ်လို့10ခုလို့ပြောရတာတုံးလို့ဆိုလို့ရှိရင်သူတို့ရဲ့သဘာဝလက္ခဏာတွေကမတူညီကြဘူးတစ်ခုနဲ့တစ်ခုဒါကြောင့်မို့လို့10မျိုး10ခုဒီလိုတွက်တာနော်မှန်ပါပါဗျာလက္ခဏာချင်းမတူလို့တွင်ပြင်လက္ခဏာ characteristic ဆိုတာမတူဘူး function ချင်းမတူဘူးမတူတဲ့သဘာဝတွေပေါင်းစပ်ပြီးတော့ထားတာတူတာတွေကြည့်ဆိုရင်အလုံးဖြစ်ချင်မှဖြစ်မှာမတူတာတွေပေါင်းထားကြည့်လေမတူတာတွေပေါင်းထားတယ်ဆိုတော့ဘုန်းကြီးတို့ခန္ဓာကိုယ်ထဲမှာပဲကြည့်မျက်စိတဲ့နားတဲ့နှာခေါင်းတဲ့လျှာတဲ့ကိုယ်တဲ့တူးရလားတူပါဗျာတူဘူးမျက်စိရဲ့ function ကမျက်စိရဲ့ဆောင်ရွက်မှုကအစင်းအာယုံကိုမြင်တာသို့တော့သူအတန်မကြားနိုင်ဘူးအနံ့လည်းမရှူနိုင်ဘူးအရသာလည်းသူမသိဘူးမှန်ပါပါဗျာဟုတ်ကဲ့လားမှန်ပါပါအရသာမသိလို့တခါတရံဟင်းချိုးတယ်ထင်ပြီးတော့တောက်လိုက်ချင်တာတွေနဲ့တွေ့နေတယ်နော်မျက်စိကကြည့်ုံနဲ့တော့မသိဘူးသို့တော့စိတ်ကမှတ်သားထားသည့်အတွက်ကြောင့်ဒါမျိုးဆိုရင်အချိုပဲဒါမျိုးဆိုရင်အချင်လို့ဆိုတာတော့နည်းနည်းပါးပါးခံမှန်းလို့ရတယ်ပေါ့ဟုတ်ပါပါအဲ့ဒီခံမှန်းချက်ကလည်းပဲတခါတရံလွဲသွားတာသိတယ်နော်မှန်ပါပါတကယ်သိတာအရသာကိုသိတာကခုနကလျှာနဲ့ကမှသိလို့ရတယ်လို့ဒီလိုမှတ်ခန္ဓာကိုယ်မှာလည်းကြည့်မတူတဲ့သဘာဝတွေပေါင်းစုထားတာနော်ထို့တူပဲရုပ်ခန္ဓာကြီးကမတူတာတွေစုထားတယ်လို့စိတ်မှလည်းပဲလူတွေကပြောကြတယ်စိတ်လို့တစ်လုံးနဲ့ပြောနေတာအ ਨੇ ဆုံး10ခုစုထားတာဒီတဲ့များဖို့ပဲရှိတယ်10ခုအောက်ရောတာမရှိဘူး10ခုစုထားမှသူကအလုပ်ဖြစ်တယ်တစ်ခုနဲ့တစ်ခုမတူတာကားပဲကြည့်ပါအောင်ပစ္စည်းတွေအများကြီးစုထားတာမဟုတ်လားမှန်ပါပါဗျာအကြမ်းမြင်ပြောရင်ကားဘောဒီရှိရတယ်ဘိန်းရှိရတယ်အင်ဂျင်ရှိရတယ်ဓာတ်ဆီရှိရတယ်ပြေးဖို့မောင်းပြီဆိုရင် driver ရှိရတယ်ဟောအကုန်လုံးပေါင်းမှကားသွားလို့ရတာနော်မှန်ပါပါဗျာတခုပြက်နေလဲဆိုလို့ရှိရင်သွားလို့မရနောက်ဆုံးမှာဝါရကျိုးလေးတစ်ချောင်းဟာပြုတ်နေတယ်ဆိုလို့ရှိရင်ကားဆက်နှိုးလို့ရမှာမဟုတ်ဘူးမှန်ပါပါဗျာဒါတွေအကုန်ပေါင်းလိုက်မှသူကအလုပ်ဖြစ်တယ်တခုနဲ့တခုတူလားလို့ဆိုတော့မတူကြဘူးမတူတာတွေပေါင်းထားတာထို့တူပဲစိတ်မှလည်းပဲမတူတာတွေပေါင်းထားတဲ့10ခုဆိုတာသိအောင်ကြိုးစားရမယ်တရားမှန်ပါပါဗျစိတ်တိုင်းမှာပါဝင်နေတာက9ခုတချို့စိတ်တွေမှာပါတချို့စိတ်တွေမပါဘူးအဲ့ဒါက6ခု
ပေါင်းလိုက်တော့13ခုအဲ့ဒီ13ခုကိုအကောင်းလို့လည်းပြောလို့မရဘူးအဆိုးလို့လည်းပြောလို့မရဘူးတဲ့မှန်ပါပါတဘာဝဖြစ်နေတဲ့အင်အားစုတွေပဲသူတို့နဲ့ရှင်တွဲနေတဲ့စိတ်ကိုစိတ်ကောင်းလို့ပြောလို့မရဘူးစိတ်ဆိုးလို့လည်းပြောလို့မရဘူးစိတ်ယုတ်လို့လည်းပြောလို့မရဘူးဟုတ်ပါလားမှန်ပါပါသို့တော့သူတို့မပါလို့ရှိရင်စိတ်ဆိုတာအာယုန်သိမှုကလွဲလို့တခြားဘာကိုမှဆောင်ရွက်နိုင်စွမ်းရှိမှာမဟုတ်ဘူးစိတ်ရဲ့လှုပ်ဆောင်ချက်တွေဟာဟောဒီစေတသိက်တွေနဲ့တွဲတော့မှစေတသိက်တွေကြောင့်မို့လို့စိတ်ဟာဆောင်ရွက်လို့ရတယ်ဘုန်းကြီးတို့ရဲ့ရုပ်ခန္ဓာကိုယ်ကြီးကြည့်ခြေထောက်ပါရတယ်လက်ပါရတယ်ခေါင်းပါရတယ်အကုန်လုံးပေါင်းဆိုင်မှသွားတယ်တို့စားတယ်တို့ဒီလိုဖြစ်တာမဟုတ်လားမှန်ပါပါဗျာကိုယ့်ဘာကိုယ်အသေးစိတ်စဉ်းစားကြည့်ပါးစပ်တစ်ခုတည်းရှိလို့စားလို့မရဘူးနော်မှန်ပါပါဗျာလက်ကယူပေးရတယ်လက်ကယူပေးတာပါးစပ်ကဖွင့်မပေးဘူးဆိုမရပြန်ဘူးမှန်ပါပါပါးစပ်ကအနီးရောင်ဖွင့်ပေးရတယ်ပါးစပ်ထဲထည့်လိုက်လို့သွားကဝါမပေးပြန်ဘူးဆိုလည်းမရပြန်ဘူးမှန်ပါပါဝါတော့ဝါတယ်ရှာကနေပြီးတော့လှဲ့မပေးဘူးဆိုပြန်တော့လည်းမရပြန်ဘူးဟောကြည့်တဘာဝတွေကအကုန်လုံးစုပေါင်းပြီးတော့စိတ်ယုံကြည်လို့ပဲတစ်ခုပြီးတစ်ခုဆက်ဆက်လုံးနေတဲ့သဘောလေးတွေကိုဒါကိုယ်ခန္ဓာကိုယ်ရင်ပဲကြည့်လိုက်ပေါ့နော်မှန်ပါပါဗျာဒါဖြင့်ဒါတွေသိတော့ဘာအကျိုးရှိတာတုံးလို့ဆိုငါလို့တန်တရားလုံးထင်းလာတဲ့အထင်ကြီးဟာအော်ငါမဟုတ်ပါလားသူကသူလုံနေကြတာပါလားသူ့အကြောင်းနဲ့သူကိစ္စသူလုံနေကြတာပါလားဆိုတဲ့ဒီမှန်ကန်တဲ့အမြင်တစ်မျိုးရမလာနိုင်ဘူးလားရနိုင်ပါတယ်ဗျတတန်တရားလုံးငါလို့ထင်လာတဲ့ဒီအစွဲကြီးမှတ်ထားတဲ့ဒီအစွဲကြီးကပျောက်သွားနိုင်တယ်တတန်တရားလုံးငါဥစ္စာလို့ထင်လာတာလည်းပဲအော်ငါဥစ္စာမဟုတ်ဘူးသူ့အကြောင်းနဲ့သူတို့ဆိုင်ရာကိစ္စတွေသူကသူလုံနေကြတာငါလုံခိုင်းတာလည်းမဟုတ်ဘူးသူကသူလုံနေကြတာဆိုတဲ့သဘောလေးပေါ်မလာဘူးလားပေါ်လာပါတယ်ဗျအေးမှန်ကန်တဲ့အမြင်ရဖို့ရအတွက်အခုလို analyze လုပ်ရတာလို့ဒီလိုမှန်ပါပါဗျဒီလိုခွဲခြားစိတ်ပြတဲ့အသိဉာဏ်ရဖို့ရအတွက်အဘိဓမ္မာကိုလေ့လာချရတာမလေ့လာဘဲနဲ့ဒုအဘိဓမ္မာသဘောကိုမသိလို့ရှိရင်ဝိပဿနာဉာဏ်အထက်ဆင့်ဖြစ်ဖို့မလွယ်ဘူးမှန်ပါပါဘာဖြစ်လို့တုံးဆိုကြည့်လေဝိပဿနာဉာဏ်ဖြစ်ဖို့ရအတွက်နာဘရူပပရိစ္ဆေဒဉာဏ်နဲ့ယုံနဲ့နာနှစ်ခုခွဲခြားသိဖို့ဆိုတာအရင်လာရပြီးတဲ့အခါဒီယုတ်တဲ့နာယုတ်တဲ့နာတွေဟာဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းကိုအမှန်သိဖို့လိုတယ်အဲ့ဒီနောက်ကြတော့မှဝိပဿနာဉာဏ်တွေကလာတာအဲ့တော့ဝိပဿနာဉာဏ်ကိုလမ်းခင်းပေးဖို့ရအတွက်ဒီအဘိဓမ္မာဉာဏ်ဆိုတာရှိကိုရှိရမှာနော်မှန်ပါပါဗျာဒါကြောင့်မှလမ်းကြောင်းကရှင်းသွားပြီးတော့အမြင်တွေမှန်းလာမယ်တန်တရားကဆွဲလာတဲ့အစွဲတွေကိုဖြုတ်နိုင်တယ်လို့ဒီလိုသဘောကျကဲကောင်းပြီစိတ်နဲ့တွဲပြီးတော့ဖြစ်လာတဲ့ရှစ်ခုဟာဘလောက်ထိအောင်တွဲတုံးလို့ဆိုလို့ရှိရင် तू ကတခုတည်းလို့ထင်ရအောင်တွဲတယ်တခုတည်းလို့ထင်ရအောင်တွဲတာကဘယ်လိုထိအောင်တခုတည်းလို့ထင်ရတယ်လဲဆိုရင်ပေါ်လာတဲ့နေရာကလည်းတနေရာတည်းကပေါ်လာတာ base လို့ခေါ်တယ်ဝတ္ထုကလည်းမိယာဝတ္ထုကတခုတည်းမှန်ပါပါတခုတည်းကပေါ်လာဥမာပဲမျက်စိကပေါ်လာတယ်ဆိုရင်မျက်စိဆိုတဲ့မိယာတခုတည်းမှာဟောဒီရှစ်ခုကပေါ်တယ်နားကပေါ်တယ်အတန်ကြားပြီးတော့နားကပေါ်တယ်ဆိုရင်လေဒီရှစ်ခုစလုံးဟာတခုကမျက်စိကပေါ်ပြီးတခုကနားကပေါ်တာဒီလိုမဟုတ်ဘူးနားကပေါ်တဲ့အုပ်စုဆိုရင်နားကပဲပေါ်တယ်ရှစ်ခုစလုံးနှာခေါင်းကပေါ်လာတယ်ဆိုရင်နှာခေါင်းကကြီးပဲပေါ်တယ်လျှာကိုမှီပြီးတော့ပေါ်လာတယ်ဆိုရင်လည်းလျှာကပဲပေါ်လာတယ်ခန္ဓာကိုယ်ကာယပတ္တာရကိုမှီပြီးတော့ပေါ်လာတယ်ဆိုရင်လည်းခန္ဓာကိုယ်ကမှီရဝတ္ထုရုပ်တူတယ်တဲ့ရှစ်ခုစလုံးဒါတွေမဲ့လားလို့ဆိုမဟုတ်ဘူးသူတို့ရရှိထားတဲ့အာယုံကလည်းတူတူပဲမိယာလည်းတူရမယ်အာယုံလည်းတူရမယ်ဒီလိုတူညီနေတဲ့ဒီရှစ်ခုဟာတဲ့ဖြစ်တော့လဲတပြိုင်နဲ့ဖြစ်လာတယ်ပြက်တော့လဲတပြိုင်နဲ့ပြက်သွားတယ်လို့ဆိုတော့တခုတည်းလို့ဖြစ်မနေပေဘူးလားတခုတည်းလို့ဖြစ်နေပါတယ်သို့တော့သူတို့ရဲ့ဆောင်ရွက်ချက်တွေကတခုတည်းမဟုတ်ဘူးတဲ့မှန်ပါပါဗျကာကြီးလမ်းပေါ်မှာပြေးနေတာဓာတ်စီကလည်းဓာတ်စီအလုပ်လုပ်တယ်အင်ဂျင်ကလည်းအင်ဂျင်အလုပ်လုပ်တယ်ဒရိုင်ဘာကလည်းဒရိုင်ဘာအလုပ်လုပ်ရတယ်
ဘိန်းကလည်းဘိန်းအလုပ်လုပ်ရတယ်သူ့ဆိုင်ရာအလုပ်တွေလုပ်နေတာသို့တော့ကားလမ်းပေါ်မှာပြေးနေတယ်ဆိုတဲ့တခုပဲရတယ်ဟုတ်တယ်မဟုတ်လူတွေလမ်းလျှောက်တဲ့အခါလည်းပဲမျက်စိကလမ်းကိုကြည့်ပေးရတယ်ခြေထောက်ကရှောက်ရတယ်ဉာဏ်ခန္ဓာကိုယ်အစိတ်ပိုင်းတွေကဒီ balance ဖြစ်အောင်ညှိပေးရတယ်ဟောကြည့်စုပေါင်းပြီးတော့သူ့အလုပ်သူလုပ်သွားကြတာအဲ့ဒါလို့သူ့အလုပ်သူလုပ်နေတယ်ဆိုတာလေးတွေတဘာဝချင်းမတူတဲ့အရာတွေပေါင်းစပ်ပြီးတော့သူ့အလုပ်သူလုပ်နေတာတွေကိုယ်တဏ္ဍာမှာရှိနေတယ်အဲ့တော့ဒီခုနှစ်ခုကဘာတွေလဲစိတ်ဖြစ်တိုင်းဖြစ်တိုင်းခုနှစ်ခုဆိုတာပါဠိလိုအရင်ပြောကြရအောင်နံပါတ်1ကဖတ်တာတဲ့ဖတ်တာကစဖြစ်လို့ဖတ်တာလို့ပြောတာမဟုတ်ဘူးဒါကဟောတဲ့ပြောတဲ့အခါမှာအစဉ်ကိုပြောတာเนาะသူတို့အားလုံးဟာတပြိုင်တည်းဖြစ်ကြတာစိတ်ဖြစ်တာနဲ့ဖတ်တာဆိုတာအာယုန်နဲ့ထိတွေ့မှုဒီလိုအဓိပ္ပာယ်ရတယ်စိတ်နဲ့အာယုန်ထိတွေ့သွားတဲ့သဘောဟာဖတ်တာဝေဒနာတဲ့ခံစားမှုတင်ညာအမှတ်သားပြုပြီးတော့သိမှုအမှတ်သားပြုပြီးတော့သိမှုစေတနာလှုံ့ဆော်စည်းရုံးမှုဖြစ်ဖက်သဘာဝတရားတွေကိုလှုံ့ဆော်ပြီးတော့စုစည်းပေးတဲ့သဘောစည်းရုံးပေးတဲ့သဘောစေတနာဧကကတာအာယုန်တစ်ခုတည်းပေါ်မှာစိုက်ကြအောင်ဥတီချက်တစ်ခုတည်းထားပေးမှုဇီဝိတ္တိန္ဒရိယစောင့်ရှောက်တဲ့နေရာမှာပိုင်ဆိုးတဲ့အသက်လို့ခေါ်တဲ့အရာတစ်ခုဒါလည်းသဘာဝတရားတစ်ခုပဲเนาะမှန်ပါပါဗျလူတွေကအသက်လို့ခေါ်တာဒါဟုတ်ချင်မှာဟုတ်ဒါကသူ့ရဲ့ဆောင်ရွက်မှုကတော့ဒီသဘာဝတရားတွေထပ်ပြီးတော့ဖြစ်နေအောင်ဖြစ်နေတဲ့အချိန်ပိုင်းလေးတွေသူကနေအကာအကွယ်ဆောင်းလျှောက်ပေးတယ်ပြောမယ်ဆိုရင်ပရိသတ်လုပ်ပေးတယ်ပေါ့ခုခေတ်နဲ့ပြောမယ်ဆိုရင်ပရိသတ်လုပ်ပေးတာเนาะဆိုင်ရာအသက်တန်းလေးတွင်ပျက်စီးမသွားအောင်သူကပရိသတ်လုပ်ပေးတာထိမ့်ပေးတယ်လို့ပြောတယ်နောက်မနတိကာရဆိုတာနှလုံးသွင်းတယ်လို့ဗမာတွေကပြောတယ်အာယုရှိတဲ့ဘက်ကိုစိတ်ကိုဥလှဲ့ပေးတာစိတ်နဲ့အာယုနဲ့တွဲတော်အောင်အာယုနဲ့စိတ်ကိုအာယုဘက်ကိုစိတ်ကိုဥလှဲ့ပေးတဲ့သဘောတဲ့ကဲတစ်ခုနဲ့တစ်ခုတူရဲ့လားမတူပါဘူးဖတ်တာကအာယုနဲ့စိတ်ကိုစုံစည်းပေးတာဝေဒနာကအာယုရဲ့သဘာဝကိုအတွေ့အကြုံရသွားတာခံစားတာတင်ညာကအမှတ်သားလေးလှုပ်ပြီးတော့သိလိုက်တာစေရနာကလှုပ်ဆော်ပြီးတော့စီယုံတာအလုံးတူတူဆောင်ရွက်ရအောင်သူကိစ္စသူဆောင်ရွက်အောင်စေရနာကလှုပ်ဆော်တယ်စီယုံတယ်ဧကကတာဆိုတာတစ်ခုတည်းသောအာယုန်တစ်ခုတည်းပေါ်မှာကြသွားအောင်အာယုန်တစ်ခုတည်းပေါ်မှာကြသွားအောင်ပေါင်းပေးတယ်ဇီဝိတ္တိန္ဒြေဆိုတာဖြစ်လာတဲ့သဘာဝတရားတွေထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ပေးတယ်မနတိကာရဆိုတာစိတ်ကိုအာယုန်ဘက်ကိုလှည့်ပေးတယ်နှလုံးသွင်းတယ်လို့ဗမာတွေပြောတယ်ကဲအဲ့ဒီသဘာဝတရားလေးတွေဟာစိတ်ရဲ့ဟောဒီသဘာဝစေတသိက်9ခုရဲ့ဟာခွဲလို့မရအောင်တစ်ခုတည်းအနေနဲ့ရှင်တွဲပြီးတော့ဖြစ်နေကြတယ်မှန်ပါပါဗျာ unity of mind လို့ပြောတာမှန်ပါပါဗျာလူရဲ့ရုပ်ခန္ဓာကိုယ်မှာအမတန်သေးငယ်တဲ့ဆဲကလေးတစ်ခုမှတောင်မှပဲရုပ်10ခု9ခု10ခုပေါင်းနေတာနော်မှန်ပါပါဗျာ10ခုပေါင်းတာအခုစိတ်ကလည်းအတူတူပဲတာမန်စိတ်ကလေးအ ਨੇ ဆုံးအင်အားအ ਨੇ ဆုံးစိတ်ကလေးတစ်ခုမှဟောဒီ10ခုပေါင်းနေတယ်လို့ပြောစိတ်တစ်ခုနဲ့စေတသိက်9ခုဟောဒီ10ခုပေါင်းနေမှန်ပါပါကဲဒီနေရာမှာဘယ်လိုနားလည်ရမတုံးလို့ဆိုလို့ရှိရင်စဉ်းစားကြည့်ပါစိတ်နဲ့အာယုန်နဲ့တွေ့ဖို့ရတဲ့တွေ့ဆုံပေးတဲ့ကရိယာတွေ့ဆုံပေးတဲ့သဘာဝမပါရင်စိတ်ကလေးရဲ့သဘာဝကသူကတွေ့ဆုံတာ तू မလုပ်နိုင်ဘူးခံစားတာ तू မလုပ်နိုင်ဘူးမှတ်တမ်းတင်တာ तू မလုပ်နိုင်ဘူးလှုံ့ဆော်တာစီးယုံတာ तू အလုပ်မဟုတ်ဘူးဟုတ်ကဲ့လားမှန်ပါပါဗျာလှုံ့ဆော်တာစီးယုံတာ तू အလုပ်မဟုတ်ဘူးဟောစုစည်းပေးတာလည်း तू အလုပ်မဟုတ်ဘူးအာယုန်တစ်ခုတည်းပေါ်မှာစုနေတာစုအောင်လုပ်တာ तू အလုပ်မဟုတ်ဘူး
စောင့်ရှောက်ထိမ့်သိမ့်ပေးတာလည်းသူ့အလုံးမဟုတ်ဘူးအာယုံရှိရာကိုဥလှည့်ပေးတာလည်းသူ့အလုံးမဟုတ်ဘူးတဲ့သူလှုပ်တာကအာယုံကိုသိလိုက်တဲ့သဘောကလေးပဲဒါပဲသူလှုပ်နိုင်တာကြည့်တဘာဝတရားလေးတွေဟာသူ့အတူစုစည်းတာစိတ်ကလေးကအာယုံနဲ့တွေးဖို့ရာအတွက်ဖတ်တာဆိုတဲ့ဒီအာယုံနဲ့ဆုံတွေ့ပေးတဲ့သဘာဝလေးတစ်ခုရှိကိုရှိရမယ်သူမရှိရင်အာယုံနဲ့မဆုံတွေ့နိုင်ဘူးပေါ့မှန်ပါပါအာယုံနဲ့ဆုံတွေ့သွားတဲ့အခါမှာအာယုံရဲ့သဘောကိုသိလိုက်တာခံစားလိုက်တာအတွေ့အကြုံတစ်ခုရလိုက်တာလူတွေကပြောကြတယ်ပေါ့အတွေ့အကြုံလို့ပြောကြတာနော်မှန်ပါပါခံစားတယ်ဆိုရင်တခါတလေသဘောမပေါက်ဖဲနေမယ်ခံစားတယ်ဆိုတာစိတ်ထဲမှာပျော်သွားတယ်ဒီအာယုံလေးနဲ့စိတ်ညစ်သွားတယ်ဒီအာယုံလေးတွေ့တဲ့အခါဟောဒါခံစားတာအတွေ့အကြုံရသွားတာမှန်ပါပါအဲ့တော့တစ်ခုချင်းပြောရအောင်ဖတ်တာဆိုတဲ့သဘာဝတရားဟာမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီဖတ်တာစိတ်ပေါ်လာမှပေါ်တယ်ဆိုတာကြည့်သက္ခုံသပတိသရူပေသဥပ္ပစ္စတိသက္ခုဝိညာဏံတိဏံသင်္ကတိဖတ်တော်သက္ခုံသသက္ခုပတာရယုတ်ကို၎င်းသက္ခုပတာရယုတ်ဆိုတာကံကဖန်တီးပေးထားတဲ့ဟာနော်မှန်ပါပါကံကြောင့်ဖြစ်လာတဲ့အရာတစ်ခုတာမန်ဆိုလို့ရှိရင်ကြောက်တုံးပေါ်မှာတော့ဒီစိတ်ဖြစ်ခြင်းမှာဒီမြင်တာဆိုတာရှိချင်မှရှိမှာပေါ့နော်ဒါကကံကနေပြီးတော့ဖန်တီးပေးထားတဲ့အရာသက္ခုံသသက္ခုပတာရယုတ်ကို၎င်းရူပေသသက္ခုပတာရယုတ်ပေါ်မှာထင်လာတဲ့အစဉ်အာယုန်တို့ကို၎င်းပဋိစ္စဆွဲပြု၍သက္ခုဝိညာဏံမြင်သည့်စိတ်ကလေးဒီဝါသက္ခုပတာရယုတ်ပေါ်မှာအမိပြုပြီးတော့ပေါ်လာတဲ့စိတ်ကလေးသည်ဥပ္ပစ္စတိဖြစ်ပေါ်လာရ၏ဟောစိတ်ကလေးဖြစ်ပုံကိုဟောဒီပါဠိတော်ကနေဟောထားတာဒါအရာထဲမှာလည်းကိုနားလည်လို့ရတာပဲကိုမှမျက်စိရှိတယ်မျက်စိရှိတော့ပြင်မကမြင်စရာအာယုံကမျက်စိမှလာတိုက်တယ်တိုက်လိုက်သည့်အတွက်ကြောင့်မြင်သိစိတ်ကလေးပေါ်လာတယ်မျက်စိမိတ်ထားရင်ဒီစိတ်မပေါ်ဘူးလေမှန်ပါပါဗျမြင်လိုက်တယ်ဆိုတာမျက်စိဖွင့်ထားလို့မျက်စိကိုအာယုံလာထိမှမြင်သိစိတ်ကလေးပေါ်တယ်ဆိုတာစိတ်ဓာနုပဒနာအနေနဲ့စိတ်ကိုလေ့လာကြည့်ကိုယ့်ဟာကိုယ်မျက်လုံးလေးဖွင့်လိုက်တာကြည့်လိုက်တာနဲ့ဟောကိုယ့်ရှိမှမြင်စရာတွေမြင်မနေဘူးလားမြင်နေပါတယ်မြင်တာလဲတခါတည်းမြင်တာမဟုတ်ဘူးဟောလေးမြင်လိုက်ဒါလေးမြင်လိုက်သိမြန်လောင်းအားကြည့်တော့တခါတည်းမြင်နေထင်နေတာနော်စိတ်ဆိုတာအလွန်မြန်တယ်အာယုံမျိုးမျိုးကိုအကုန်ဖမ်းယူနိုင်တယ်ပန်းပွင့်လေးကြည့်လိုက်ပန်းပွင့်လေးမှာအဖြူတွေလည်းပါတယ်အနီတွေလည်းပါတယ်ရောင်စုံဆိုတော့စိတ်ကထင်လိုက်တာဒီရောင်စုံအကုန်လုံးမြင်တယ်လို့ထင်တာမဟုတ်ဘူးအာယုံပြုတဲ့စီမှာသွားတာအမြန်ကြီးမြင်လိုက်တာမဟုတ်ဘူးဟုတ်ကဲ့လားမှန်ပါပါဒါလောက်မြန်တာရောဖြစ်နိုင်လားလို့ဆိုဖြစ်နိုင်တာပေါ့ဘောလုံးကလေးတွေလက်ထဲမှာဟိုဘက်10လုံးဒီဘက်10လုံးနဲ့ဘောလုံးလေးကိုမြောက်ပြီးဖမ်းတဲ့လူမြင်ဘူးတယ်မဟုတ်လားမြင်ဘူးပါတယ်ဗျဒါလုံးမှလွတ်မကြအောင်ဖမ်းနိုင်တာဒါတာမန်လက်တစ်ဖက်ရဲ့ကျင့်ထားတဲ့လက်ရဲ့စွမ်းရည်တတ္တိပဲလေမှန်ပါပါဒီမျက်စိဆိုတာကံကပေးတဲ့စွမ်းအားတတ္တိတွေသူကအပြည့်ရှိနေတာစိတ်ကလည်းပဲကံပေးတဲ့စွမ်းအားတတ္တိတွေမြင်ရှိတာဆိုတော့ကြည့်လေအာယုံအကုန်လုံးကိုသူဖမ်းမိတယ်မလွတ်တမ်းဖမ်းတာအကုန်လုံးဖမ်းမိနိုင်တယ်သက္ကုပ္ပတာရရဲ့မြင်စရာအာယုံလေးရဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့မြင်သိစိတ်သို့မဟုတ်သက္ကုပ္ပတာရကိုမှီပြီးတော့ဖြစ်လာတဲ့စိတ်ကလေးဟာပေါ်လာရတယ်တဲ့တိဏံသင်္ကတိဖတ်တော့ဒီသုံးခုပေါင်းစပ်သွားတဲ့အခါကျတော့ဘာပေါ်လာတော့ဆိုဆက်ပြီးပေါ်လာတာကိုပြောတာသက္ခုဝိညာဉ်စိတ်လို့ဆိုတဲ့မြင်သိစိတ်လေးပေါ်လာတာနဲ့တပြိုင်နက်ထိုအာယုံနဲ့ဒီစိတ်နဲ့တွေ့သွားအောင်ဘယ်သူကလုပ်ပေးလိုက်တာတော့ဆိုဖတ်တာဒိဏံသက္ခုပတာဒရူပယုံသက္ခုဝိညာဉ်စိတ်လို့ဆိုတဲ့ဒီသုံးမျိုးတို့ရဲ့သင်္ကတိပေါင်းစုံမှုကြောင့်ဖတ်တော်ဖတ်တာဆိုတာပေါ်လာရတယ်ဟောဖတ်တာဆိုတာအဲ့မှာသက္ကဝိညာဉ်စိတ်မပေါ်ပဲဖတ်တာမပေါ်ဘူးသို့သောသက္ကဝိညာဉ်စိတ်နဲ့ဖတ်တာသက္ကဝိညာဉ်စိတ်ကအရင်ပေါ်ပြီးတော့မှဖတ်တာကနောက်ပေါ်တာလားဆိုတော့မဟုတ်ဘူးတခါတည်းပေါ်တာဘယ်ပေါ်မှာပေါ်လာတော့ဆိုသက္ကုပတာရယုတ်ပေါ်မှာပေါ်လာတာရူပယုတ်မှာပေါ်တာမဟုတ်ဘူးသက္ကုပတာရယုတ်ကိုမှီပြီးတော့ဖြစ်လာကြသက္ကုဝိညာဉ်စိတ်ကအဲ့ဒီကိုဖြစ်တော့သက္ကုဝိညာဉ်စိတ်မှီပြီးတော့ဖတ်တာလေးကပေါ်လာတယ်
Elu Pata Sura Ayolin Sakuwin Sikline Rupa Yolin so me down set the period the boy. Communicate low be like that. Set the Muya in Dutch for Kugulu Biology. Rubayone Sakubada, 10 Hanla Kama, say net the Ionet tree on to a low be like that. Oh, say net Ionet tree, Dwavi. Panso in Panso and ye live on my yes, say clear Yautwavi, Panso Ali Yautwavi. No, Panso Hali Yautware Kajaro. Or the Banlia Muire Mamu Lare Malavu so the Adwili now a cellar. Eri Adwili cellar, a yenonga, a tuijon shilo. Messi venem cell name. Eri Lare Bansolution, one dare Kanzamuli Malavula. Or Eri Kanzamuli Polara with an hour look your. But is at the Mubajaro, Turu should have a melu. The Say ne ayone mason sonzi musore panda mashibe vedana lalo mayalo shin out the bomb you mess of yaga hotara pata bisea vedana pata bobima vedana bora mobu pata bore a dine and a layout vedana bola tilupiora no pata bora en apio ni de saying vedana le en apio pata bomuga in our countess in Kansamu and our county, Tao Solura, no? Moraja through Turu Porave, the Jaine Poraja. A Pandaye Ionesego, Sozi Pimuga, Swan Artellili, Widana Kansamuga, Swan Artellili, Taja Pada Bisia, Widana Lotilo, Hora. They nothing any Pada Bisia, Widana, G, Widana Porave. Kosego Gekachi, Hora Wipadanave, Satan Nubadanaro, Tama Nubadanaro, so Tapiora, no? Go sound cheetah, Dumyamachi, television or sounds of Chija, the mother. And I go say Lego sound cheapo, Palupin in the laser, time me a chili, go say go, yellow maybe. Sound cheetah come the D. Chiam, the D cheese or Shia. The Mari say Tinye Mushia. Tainoji, the who do it with a look on my Miai. A Miai look on my no? The division G down who do it who less a cavio, the less a cavio, so Zalani look on you. Oh, Adam you mapship. The Mari San Aru, the Desan Aru and Sound Gilalution, did Bawaria, Miela made the body. The gave Shindy, the ships in the coup, yes of ya hot. Pada Soda. Sego Ionet Sonzi beat the body. Vedana Sane Ion Sonzi Lilution, Kanzamuli Pola. Vedana yes one Ajam, Seglia, Kanzamu, a Dwechum Yadware. Or the Banyoso Muire, who Banyoso Mamuevu, the Banliga Lare, who Bam Malavu so that the Pure Mu so that Kanzajak lady pure. Mamabi Maro do the Vedana solution yoga low on me each other, no? Yoga of Yoram of Woody Vedana feeling look English look piano, Maro experience look piano cow. Twitch only yapa of your. A twitch of Baros, one direct twitch on a twitch of Melly, one day as well a twitch of the Kubeli. One evolution, one evolution, a twitch only, say Tema Kanzajali Mapola. A one direct twitch on a duella. Do go send that G, one day I say shit have a loop shitly, one direct I say below shittily. One day a lembo, one that a lembo, such as when say chili below shitly, how we didn't ask of shit, no? Jadari my jore, we didn't not jore, we didn't not jore, so that took how we didn't not jora or piora, no? We didn't know Loa Jolumia, say she and we didn't not see him, Marve. And I let the detail. We didn't not jolo, we didn't not choke Dobby, we didn't not Machito, no dilo temne. Say she neither me, we didn't not or she. Toka we didn't not Jodore, Gamatantayara, Chidon Naro, Joria, Aunaro, so the Eddie. Toka we didn't not will Lomia Dobby, Naragaita Kerari, Aunari, Machito, so that we didn't not Jore look beyond each other, no? It can't be Eddie, we didn't not so that.
စာလို့ပြောတော့အာယုံဤရတာကိုခံစားတယ်လို့ပြောတာသဘောမပေါက်ပဲနေအာယုံဤရတာကိုခံစားတယ်ဆိုတာဒီကောင်းတာဆိုရင် तू ကကောင်းတဲ့အတွေ့အကြုံလေးရသွားတယ်မကောင်းဘူးဆိုရင်မကောင်းတဲ့အတွေ့အကြုံလေးရသွားတယ် तू ကခံစားတဲ့သဘောလေးပဲရှိတယ်ဟောနောက်တစ်ခုလာမယ်တင်ညာတဲ့ तू ကမှတ်တမ်းတင်တယ်အာယုန်နဲ့စိတ်နဲ့တွေ့လိုက်တဲ့အခါမှာပထမဆုံးတွေ့တာ तू ကမှတ်တမ်းတင်ပြီးတော့ तू ကသိလိုက်တယ်မှတ်တမ်းတင်ကြည့်လေဘောပင်လေးနဲ့စာအုပ်ထဲမှာရေးတယ်ဆိုတာမှတ်တမ်းတင်တာပဲလေဘာအတွက်တုံးဆိုနောက်တစ်ခါပြန်ဖတ်ဖို့အတွက်မေ့နေလို့ရှိရင်ဒါလေးပြန်ကြည့်ပေါ်မလာဘူးလားပေါ်လာပါတယ်တင်ညာရဲ့သဘောကလည်းသူ့ဘာသူဒါ noting system လို့ခေါ်တယ်စိတ်ရဲ့နှုတ်လှုပ်တဲ့မှတ်တမ်းတင်တတ်တဲ့သဘာဝသူကသူရှိပြီးသား recording system လို့ပြောလို့ရတာပေါ့စိတ်မှလည်းပဲအာယုန်တစ်ခုတွေ့လိုက်တာနဲ့သူကမှတ်တမ်းတင်ပလိုက်တယ်အဲ့ဒါတင်ညာပဲအဲ့ဒီမှတ်တမ်းတင်တာမမြဲလို့သူ့ကိုအထောက်အကူဖြစ်ဖို့ရာအတွက်ဘောပင်လေးနဲ့စာရွက်ကလေးနဲ့ရေးနေရတယ်သူကပျောက်လွယ်တယ်ကိုတစ်ခါကျတော့မေ့သွားတတ်တယ်ပျောက်တတ်တယ်ဒါကြောင့်မလို့လက်သမားတွေအသားတွေပဲဖြတ်တဲ့အခါကျတော့ကြည့်မှတ်ထားတယ်လေဒါကအထက်ကဒါကအောက်ကဒါနဲ့ဒါကြွားရမယ်ဆိုတာလက်သမားတွေလှုပ်တဲ့အခါမှာကြည့်မှတ်ထားအဲ့ဒီအမှတ်နဲ့နောက်တစ်ခါကျတော့မမှားတော့ဘူးမဟုတ်လားမှန်ပါပါဗျာအေးမှတ်ထားတာတွေကလည်းပဲတစ်ခါလွယ်မှားမှတ်ထားတာရှိသေးတယ်ဒါကြောင့်မို့လို့လူမြင်တဲ့အခါမှားနှုတ်ဆက်တာမျိုးတွေမကြုံဘူးလားကြုံဘူးပါတယ်ဖေပုံပန်းတဏ္ဍတူရင်ဒါပဲလို့ထင်တာသူကပုံပန်းတဏ္ဍလေးမတူလိုက်နဲ့ဒါပဲလို့ထင်ပြီးတော့မှားနှုတ်ဆက်တတ်တယ်တဲ့သူကမှတ်ထားတဲ့အတိုင်းပဲသူကသိတာသူကဘာမှပို့ပြီးထိုးထွင်းသိနိုင်တဲ့အစွမ်းမရှိသူစိတ်ထဲမှာသူတင်ညာကမှတ်တမ်းတင်လိုက်တဲ့အတိုင်းနောက်တစ်ခါဒီလိုဟာမျိုးတွေ့ရင်ဒါပဲထင်လိုက်တယ်ဒါကြောင့်မို့လို့ဒီတင်ညာကတစ်ခါကျတော့ဝိပ္ပန္လာသလို့ခေါ်တယ်ဘာဘာရှင်တင်ညာဝိပ္ပန္လာသတင်ညာရဲ့လွဲမှားမှုတွေအများကြီးရှိအဲ့ဒီလွဲမှားမှုမဖြစ်အောင်မြတ်စွာဘုရားကအတုပတင်ညာတို့အနိစ္စတင်ညာတို့ဒုက္ခတင်ညာတို့ဆိုတာစိတ်ထဲမှာစွဲနေအောင်လုပ်ခိုင်းတာလားမမြဲဘူးဆိုတာစွဲနေအောင်လေ့ကျင့်ထားမလှဘူးဆိုတာစွဲနေအောင်လေ့ကျင့်ထားယွန်စရာတွေတွေးပြီးတော့ဟုတ်ကလားအနတ္တကိုမပိုင်ဘူးဆိုတာတွေစွဲနေအောင်လုပ်ထားလို့ဆိုတဲ့တင်ညာတွေကိုမြတ်စွာဘုရားဟောတာဒါကဘာလို့လို့ဆိုရင်ဒီတင်ညာကသူကမှတ်တဲ့အတိုင်းပဲသူကနေတတ်တယ်အဲ့ဒါကြောင့်မို့လို့ကြည့်လေလယ်သမားတွေကညတိုင်သူတို့သမင်နေပါတွေကနေပြီးတော့ကောက်စောဝါးပင်တွေလာစားတယ်တောဆက်မှာစားရတယ်လယ်ကွင်းတွေမှာဆိုရင်သမင်နေပါတွေကညလာစားတာဒီကောင်းတွေမလာနိုင်အောင်သူတို့ဘာလုပ်ထားတော့ဆိုရင်စာကြောက်ရုပ်လုပ်ထားတယ်လုပ်ပြီးတော့လူဝတ်တဲ့အဝတ်စားတွေဝတ်ပေးထားဝတ်ပေးထားတော့ဟိုကောင်းတွေကလာဒါမြင်ဟာလူကြီးရှိတယ်ဟာဆိုထွက်ပြေးကြစာကြောက်ရုပ်ဆိုတာလည်းအဲ့ဒီဟာပဲနော်စာကအဟုတ်ထင်ပြီးတော့ထွက်ပြေးတယ်လေကြီးချောက်တဲ့အခါလဲထို့တူပဲမြားလေးပုံတရံလှုပ်ထားရင်ကြီးကလန့်နေမလာရဲဘူးအနာနာဘာလို့ဆို तू ကမှတ်ထားတာဟိုဒါလန့်เสียရလို့ तू မှတ်ထားတာအန္တရာယ်ရှိတယ်လို့ तू ကမှတ်ထားသည့်အတွက်ကြောင့်မလာရဲဘူးကြောက်လူတွေမှာရောဒီလိုအမှတ်မှားတာရှိလားလို့ဆိုတော့တင်ညာနဲ့ပတ်သက်ပြီးတော့တင်ညာဝိပ္ပန္လာသတွေအများကြီးပဲလူတွေမှာတင်ညာဝိပ္ပန္လာသဖြစ်လို့လောဘဖြစ်တယ်ဒုက္ခကိုဒုက္ခလို့ထင်တယ်နော်ဆင်းရဲတာကိုချမ်းသာတာကိုဆင်းရဲတာကိုချမ်းသာတယ်လို့ထင်တယ်မမြဲတာကြီးကိုမြဲတယ်လို့ထင်တယ်ကိုမပိုင်တာကြီးကိုပိုင်တယ်လို့ထင်တယ်နော်မလှတာကိုလှတယ်လို့ထင်တယ်ဆိုရယ်ထင်မှတ်မှားမှုတွေဝိပ္ပန္လာသတရားတွေ hallucination လို့ခေါ်တယ်အရက်မူးပြီဆိုရင်အရက်ကြောင်တယ်ဆိုတော့ကြားဘူးတော့မဟုတ်လား hallucination လူမြင်တာနဲ့သူ့ရန်လုပ်တဲ့ထင်ချင်းထင်နေတာအရက်သမားကလေမှန်ပါပါဟောအဲ့ဒါမျိုးလို့တင်ညာကလည်း तू မှတ်ထားပြီးတော့ तू ထင်ညာတွေထင်ပြီးတော့နေတတ်တယ်တဲ့စိတ်ထဲမှာပေါ်နေရှင်းတော့ကဂုံတယ်တစုဝေးလံတဲ့အယတ်ဒေတာသွားပြီးဂုံရောင်းဂုံဝယ်လုပ်တဲ့တောရွာလေးတစ်ခုရောက်သွားတယ်အဲ့ဒီတောရွာကအလှကလေးပေးနေတော့လျှက်စစ်မီးတွေပါတယ်လည်းရှိတာမဟုတ်ဘူးမီးမိတ်တုပ်လေးထွန်းပြီးတော့ထမင်းတွေကျွေးဂုံတယ်တွေရောက်သွားတော့ဟာဧည့်သည်တွေရောက်ပြီးလာဆိုပြီးတော့သဘောစေတနာကောင်းကောင်းနဲ့ထမင်းတွေကျွေးတယ်
မှုံပြတယ်မှာစားတာဘာဟင်းမှလည်းမသိဘူးဟင်းညိုဟင်းချိုနိုးလို့တောက်ကြတယ်သူတို့စိတ်ထဲကတော့ထင်တော့ဒီခောက်ဆွဲဟင်းညိုဟင်းလို့ထင်ပြီးတော့တောက်ကြတာချိုလိုက်တာခောက်ဆွဲဟင်းညိုဟင်းဘယ်လိုများချက်ထားပါလဲကုသိုလ်ရှင်တွေကလည်းအာရပါရခင်ဗျားတို့ဒီဟင်းကြိုက်ရင်ယူသွားမနဲ့ကြတော့စားနှွေးထားရတယ်နဲ့ဆိုတော့ယူသွားကြတယ်ထည့်ပြီးတော့စားပြီးတော့အဲ့ဒါလို့ထည့်စားရနေပြီးတော့မနဲ့မိုးလင်းတို့ဟာညာဟင်းညိုဟင်းသိကောင်းတယ်ဟေးမနဲ့ကြတော့ဟုတ်လားနာနဲ့စားအောင်အဲ့ဒီဟင်းညိုဟင်းနှွေးပြီးတော့ကဲစားရအောင်လို့ဆိုပြီးတော့ဇပွဲပေါ်ချပြီးကြိလိုက်တဲ့အခါကျတော့တီကောင်ဟင်းညိုဟင်းဖြစ်သူတို့ညမှတ်တာတီကောင်လို့ဆိုရင်ညတယ်မတောက်ဘူးသူတို့မှန်ပါပါဗျာအမှတ်ကခောက်ဆွဲဆိုတဲ့အမှတ်နဲ့ညတောက်လိုက်တာအဲ့ဒီကြတော့မှညတော့ကတော့ကောင်းတာလို့ဆိုမနဲ့ကြတော့ထိုးပြီးတော့အညတဲ့ဘာဖြစ်လို့ဒီလိုဆန့်ကျင်မဲ့ဖြစ်ရဟုတ်တယ်တင်ညာဟာကြည့်လေယွန်စရာဆိုတာလဲတင်ညာပဲယွန်စရာမဟုတ်ဘူးဆိုတာလဲတင်ညာပဲတင်ညာကမှတ်တမ်းတင်ထားတဲ့အတိုင်းလူတွေမှာဖြစ်နေတာဒါစိတ်ထဲမှာပေါ်တာစိတ်ကဖြစ်တာမဟုတ်ဘူးတင်ညာဖြစ်နေတာနော်မှန်ပါပါရှင်မာကသဗ္ဗမထေရကြီးကြတော့အမတန်ဆင်းရဲတဲ့အတိဒုက္ခရောက်တဲ့လူတွေကိုချီးမြှောက်လို့ရှိတယ်နိရောဓသမဘာဝဝင်စားရာထမနဲ့ဆုံးခံသွားအေးဘယ်သူကိုချီးမြှောက်ရမလဲသူချီးမြှောက်လိုက်လို့ရှင်လေအဲ့ဒီလူကနေချင်းညာချင်းကြီးပွားသွားတာခုခေတ်တော့ချဲပေါက်တာနှလုံးဒီတို့ပေါ့အဲ့နေချင်းညာချင်းလူတွေမှာအဲ့ဒါလိုးနေတဲ့လူဘယ်သူရှိလဲဆိုဆုံးခံသွားတဲ့အခါကျတော့အနာကြီးယောဂတဲ့တယောက်ကလမ်းဘေးမှာအိမ်တအိမ်ကပေးတဲ့ထမင်းညံဟင်းညံနေထိုင်စားနေရှင်မာကတ္တဗရဲ့ဩဆင်းရဲရှာတယ်သူများပေးတာသူထိုင်စားလူကလည်းတကိုယ်လုံးယောဂတွေစွဲနေတယ်သူ့ဝင်ကချီးမြှောက်တော့မယ်တထေးကြီးနော်လူဘဝတုန်းကတကယ်တထေးကြီးတမန်ကပုဂ္ဂိုလ်မဟုတ်ဘူးကြီးတဲ့ချမ်းသာတဲ့တထေးကြီးသူဇနီးကလည်းအမတန်ချမ်းသာတာနှစ်ယောက်စလုံးလူချမ်းသာကြီးပဲနှစ်ယောက်ပေါင်းလိုက်တဲ့အခါချမ်းသာတာအတိုင်းတာမဲ့သွားလောက်အောင်ချမ်းသာတယ်ပေါ့သို့တော်ဒါတွေအလုံးစွန့်ပြီးတော့သင်္ကန်းဝတ်လာတဲ့အခါမှာတထေးအိမ်ဆုံးကမသွားဘူးလမ်းဘေးကအဲ့ဒီအရေးပြားယောဂတဲ့ထမင်းစားနေတာသွားပြီးဆွန့်ရက်တယ်ဟိုလူကလည်းတရားတွေပေါက်တယ်ပေါ့သူစားနေတဲ့ထမင်းခွက်ထဲကနေပြီးတော့ထမင်းတွေရက်ပြီးတော့ထည့်ပြီးတပိတ်ထဲကိုလှူလိုက်တယ်လှူလိုက်တဲ့အခါကျတော့သူ့လက်တွေကထုံပြီးတော့ယောဂတဲ့ဆိုတော့လက်တစ်ချောင်းကပြတ်ပြီးပါသွားပါလေရက်ထည့်ရတာရှင်မာကတ္တဗတပိတ်ထဲမှာပါသွားတယ်ရှင်မာကတ္တဗမထေရကြီးကအဲ့ဒီလက်ချောင်းလေးဘေးဖယ်ထားပြီးတော့ဆုံးဖုံးမေးတဲ့နော်အသာလေးကဲစားနိုင်ကြပါမလားအဲ့ဒါမျိုးရှင်မာကတ္တဗကြီးကျတော့သူကတင်ညာကိုနိုင်တာကိုမှန်ပါပါဗျသူ့အနေနဲ့ကထမင်းနဲ့ဒီလက်ပြတ်နဲ့အထူးပဲလေဘာမှမထူးအထက်ကလယုတ်ရှိခုဝေါဟာရသာနာမည်ပေးထားလို့သာကွဲနေတာတင်ညာကြောင့်မလို့ဒါကွဲနေဟာဒါကယွန်စရာလက်ပြတ်ကြီးလို့သူကယွန်စရာလို့ငါကမှတ်ထားတာအဲ့ဒီအမှတ်ကိုဖျောက်ပြလိုက်တာယွန်စရာကိုယွန်စရာမဟုတ်ဘူးလို့တင်ညာအသစ်နဲ့အစားနှလုံးသွင်းပြီးတော့ဖုံးမေးလို့ရတယ်အဲ့လက်ပြတ်ကြီးတော့မစားဘူးပေါ့မှန်ပါပါဗျာကိုရောကြီးကတတ်လို့ဖုံးမေးတာဆိုတော့ကဲအဲ့ဒီမှာချိတင်ညာရဲ့သဘောဟာလူတွေပေါ်မှာဘလောက်နှိမ့်ဆက်တယ်လဲဆိုတာစဉ်းစားကြည့်တာဒီတင်ညာကဒါကြောင့်မို့လို့တင်ညာဝိပ္ပန္နတာဆိုတာရှိတယ်ဒါစိတ်ထဲမှာပါနေတဲ့သဘာဝတရားတစ်ခုပဲနော်မှန်ပါပါဗျာအေးတင်ညာကမှတ်တမ်းတင်ထားတဲ့အတိုင်းလူကစိတ်ကသိရတယ်ဟာတင်ညာကမှတ်တမ်းမတင်ဘူးဆိုရင်နောက်တစ်ခါသိဖို့မရှိဘူးဖတ်တာကလည်းမှတ်တမ်းမတင်နိုင်ဘူးဝေဒနာကလည်းမှတ်တမ်းမတင်နိုင်ဘူးမှတ်တမ်းတင်နိုင်တာကတင်ညာဟောသူ့အလုပ်သူလုပ်ကြတာနော်ကဲစေရနာဆိုတာတော့ဘာလုပ်လဲဖတ်တာတို့ဝေဒနာတို့တင်ညာတို့ဆိုတာသူ့တဘာဝသူပဲတိုးတက်အောင်လည်းလုပ်เสียမလို့ဖယ်ရှားဖို့လည်းမလို့စိတ်ထဲမှာသူ့ဟာသူတဘာဝအတိုင်းဖြစ်တယ်စေရနာဆိုတာကြတော့စေရနာဆိုတာကလှုပ်ဆော်တယ်စီးယုံတယ်တဘာဝတရားတွေဟာသူဆိုင်ရာကိစ္စတွေကိုဆောင်ရွက်လာအောင်သူကတွန်းအားပေးတယ်ဒါကြောင့်မို့လို့အင်္ဂလိပ်လို volition လို့ပြန်တာကသိပြီးတော့မမှန်ញင်ဘူး
stimulation တို့ motivation တို့ဒီလိုပြန်ရမယ် motivate လုပ်တာ तू อ่ะစွတ်စော်ပြီးတာ good organizer ပေါ့လေစီယုံရည်သမားအကောင်းပဲ तू ကစွတ်စီးပြီးတော့သူ့ရဲ့တွန်းအားကြောင့်အလုပ်တွေပို့လုပ်ကြတယ်ပေါ့ဆောင်ရကိစ္စတွေသူ့အလုပ် तू လုပ်တယ်ဖာသာကလည်းစိတ်နဲ့အာယုန်နဲ့တွေ့အောင်ဆက်ဆံပေးတယ်ဆက်သွယ်ပေးတယ်ဝေဒနာက experience ဖြစ်တယ်တင်ညာကမှတ်တမ်းတင်ပြီးသိတယ်ဟောဒီအလုပ်တွေဟာပြီးပြင်းပြင်းလောက်လာအောင်စေတနာကစီယုံနဲ့လှုံ့ဆော်တယ်ဒါကြောင့်မို့လို့အဲ့ဒီစေတနာရဲ့စီယုံမှုလှော့ဆော်မှုဟာကုသိုလ်အကုသိုလ်နဲ့တွဲလာပြီဆိုလို့ရှိရင်ကံလို့ခေါ်လိုက်တာနော်ကုသိုလ်အကုသိုလ်နဲ့ရှင်တဲ့စေတနာကိုကံလို့ခေါ်တာတမန်စိတ်တွေမှာပေါ်တဲ့စေတနာကိုပဋ္ဌာန်းပစ္စည်းထဲမှာတော့ကံလို့ခေါ်ပါတယ်ဒါပေမဲ့သဟဇာတကမ္မဟိုလိုအကျိုးပေးတဲ့ကံမျိုးမဟုတ်ဘူးเนาะစေတနာမှန်သမျှပဋ္ဌာန်းပစ္စည်းမှာကမ္မပစ္စယောလို့ခေါ်တယ်စေတနာမှန်လို့ရှင်ကမ္မပစ္စယောအဲ့တော့စေတနာဆိုတာဗမာလူမျိုးတွေကငါကစေတနာနဲ့ပြောတာပါနဲ့ဆိုပြီးအကောင်းဘက်ပဲအသုံးများတယ်စေတနာဆိုတိုင်းအကောင်းမထင်နဲ့เนาะလောဘနဲ့တွဲလာလို့ရှိရင်အကောင်းမဟုတ်ဘူးဒေါသနဲ့တွဲလာရင်အကောင်းမဟုတ်ဘူးမောဟနဲ့တွဲလာရင်အကောင်းမဟုတ်ဘူးအာလောဘနဲ့တွဲလာမှအကောင်းအာဒေါသနဲ့တွဲလာမှအကောင်းကောင်းတာတွေနဲ့တွဲမှအကောင်းဖြစ်တယ်သူ့ကြီးကအကောင်းဆိုပြောလို့မရဘူးတဲ့ဟုတ်လားမှန်ပါပါအေးဗမာတွေတော့စေတနာဆိုရင်အကောင်းပဲထင်ကြတယ်ဘာဖြစ်လို့တော့ဆိုရင်တရားဟောတဲ့အခါကျဩစေတနာထက်သန်စွာလှူဒန်းကြသည်ဆိုတော့စေတနာထက်သန်တယ်ဆိုတာကိုကြည့်ပြီးတော့အကောင်းကြီးပဲထင်နေကြနော်အဲ့တော့စေတနာဆိုတာအကောင်းဆုံးနှမျိုးရှိတယ်လို့မှတ်ကုသိုလ်နဲ့တွဲရင်ကုသိုလ်စေတနာအကုသိုလ်နဲ့တွဲရင်အကုသိုလ်စေတနာအဲ့ဒီကုသိုလ်စေတနာအကုသိုလ်စေတနာကိုလည်းပဲမြတ်စွာဘုရားကံလို့ခေါ်တာလို့ဒီလိုမှတ်သူကစွမ်းအားတွေပြည့်တယ်ဘာလို့ဆိုစွမ်းရည်တွေကိုသူကစုလိုက်တာတဘာဝတရားတွေရဲ့စွမ်းအင်တွေကိုအကုန်လုံးစုလိုက်တဲ့အခါကျတော့သူကအင်အားတရထူထောင်မိသားဖြစ်သွားလို့ဒါကြောင့်မို့အကျိုးတစ်ခုကိုထုတ်လုပ်ပေးနိုင်တယ်ကံအဖြစ်ရောက်သွားပြီးအကျိုးတစ်ခုကိုထုတ်လုပ်ပေးနိုင်တယ်တဲ့ဒါကြောင့်မို့ဒီစေတနာကရသော်ဗျာစေတနာဟံဘိက္ခဝေကမ္မဝရမိဘာဖြစ်လို့တော့ဆိုလူတွေကဒီစိတ်ထဲကတွေးမယ်ဆိုရင်လည်းပဲသူ့ရဲ့တွန်းအားကြောင့်တွေးဖြစ်သွားတယ်ပါဇက်ကပြောမယ်ဆိုရင်လည်းသူကတွန်းပေးလို့ပြောဖြစ်သွားတယ်ကာယကံမြောက်လုံးမယ်ဆိုရင်လည်းသူကတွန်းပေးလို့ကာယကံမြောက်လုံးဖြစ်သွားတာဒါကြောင့်မို့လို့သူကတွန်းအားပေးတာမို့သူ့ကိုကံလို့ပြောတာနော်စွမ်းအားတွေအကုန်လုံးစုသွားလို့ကံလို့ပြောတာဟောဒီစေတနာဆိုတာလေးကလည်းပဲစိတ်အားလုံးထဲမှာပါနေတယ်လို့ဒီလိုမှတ်သူ့ကိုစေတနာလေးကိုဘာမှပြောင်းလဲလုပ်ပေးเสียမလိုဘူးသူကသဘာဝတရားတစ်ခုပဲတိုးပွားလာအောင်ကမ္မထမ်းကျင့်တယ်လို့ကျင့်เสียမလိုဘူးပေါ့သို့တော့ကုသိုလ်နဲ့တွဲလာလို့ရှိရင်ကောင်းကျိုးချမ်းသာပေးတယ်အကုသိုလ်နဲ့တွဲရင်မကောင်းတဲ့စေတနာဖြစ်တယ်ပေါ့ဒါတော့ဧကကတဆိုတာဧကဆိုတာတစ်အခဆိုတာဒီနေရာမှာအာယုံကိုရည်ညွှန်းတဲ့ဥတီချက်တစ်ခုတာဆိုတာသဘာဝအာယုံတစ်ခုတည်းကိုဥတီထားတယ်လို့ဆိုတော့ဒါတမာရီကိုပြောတာနော်မှန်ပါပါဥတီချက်တစ်ခုတည်းရောက်လာအောင်ဆိုပါစို့ဖတ်တာရဲ့ဥတီချက်ကလည်းဒီတစ်ခုပဲဖြစ်ရမယ်ဝေဒနာရဲ့ဥတီချက်ကလည်းဒီတစ်ခုပဲဖြစ်ရမယ်တင်ညာရဲ့ဆောင်ရွက်တဲ့ဥတီချက်ကလည်းဒီတစ်ခုပဲဖြစ်ရမယ်စိတ်ရဲ့ဥတီချက်ကလည်းဒါပဲဖြစ်ရမယ်စေတနာရဲ့ဥတီချက်ကလည်းဒါပဲဖြစ်ရမယ်လို့ဥတီချက်တွေကိုအကုန်စုပေးအာယုတစ်ခုတည်းကိုအလုံးစုစည်းပေးလိုက်တာဧကကတဒါကသမာဓိတရားရဲ့ source ပဲအခြေခံတရားပဲဧကကတဆိုတာအဲ့ဒီဧကကတာကိုစနစ်တကျလေ့ကျင့်ပြီးတော့ပေးလို့ရှိရင်ဒီဧကကတာရဲ့စွမ်းအားထက်မြက်လာပြီဆိုရင်ဇန်ရဲ့အင်္ဂါဖြစ်လာတယ်ဒီဧကကတာဒါကြောင့်မို့ပထမဇန်မှာကြည့်လေဝိတေဝိสารပိတိဒုက္ခဧကကတာဆိုတာဒီတမာရိပြောနော်တဘာဝတရားတွေကိုကြည့်ရှုပြီးတော့စုစည်းပေးလိုက်တဲ့အခါကျတော့မဂ္ဂင်၈ပါးထဲမှာတမ္မာသမာဓိလို့ခေါ်လာဘုဇင်9ပါးထဲမှာလည်းတမာတိဘုဇင်လို့ခေါ်တယ်ဒီဧကကတာကြတော့သူ့အတိုင်းမထားရဘူးလေ့ကျင့်ပေးရမယ်ပြုစုပြုထောင်ပေးရမယ်စွမ်းအားတွေထက်လာအောင်လုပ်ပေးရသူကပင်ကိုယ်တဘာဝကတော့ဒီလောက်ကြီးစွမ်းအားမထက်ဘူးသူလုံနိုင်တဲ့စွမ်းအားဒီလောက်ပဲလေ့ကျင့်ပေးဆိုပါစို့
လူလေးတယောက်မွေးလာတယ်မွေးလာတာနဲ့သူပညာတတ်ပါမလားမတတ်ဘူးကြောင်းပို့ပြီးလေ့ကျင့်ရတာမဟုတ်လားသင်ရတယ်လေ့ကျင့်ရတယ်အားကစားသမားတယောက်ဆိုရင်လည်းလေ့ကျင့်နေရတယ်လေ့ကျင့်မှသူစွမ်းရည်တတ္တိတွေတက်လာဟောဒီဧကဂရလေးကိုလည်းလေ့ကျင့်ပြီးတော့ပေးလိုက်မယ်ဆိုရင်တမာတိဆိုတဲ့အဆင့်ရောက်သွားနိုင်တယ်ဟောဒီလိုလေ့ကျင့်ပေးရမယ်ဘာနဲ့လေ့ကျင့်ပေးရအာယုံနဲ့လေ့ကျင့်ပေးတာကမ္မထာအာယုံနဲ့လေ့ကျင့်ပေးရမယ်သမထအာယုံနဲ့လေ့ကျင့်ပေးရမယ်ဝိပဿနာအာယုံနဲ့လေ့ကျင့်ပေးရမယ်ဒါဧကဂရဇီဝိတ္တိန္ဒရေဆိုတာကသူကတော့ဖြစ်ပေါ်လာတဲ့ဖြစ်ဖက်သဘာဝတရားတွေသူနဲ့တူတူဖြစ်တာ9ခုအဲ့ဒီ9ခုရဲ့ကိုထိမ့်သိမ်းဆောက်ရှောက်ပေးတဲ့တာဝန်ပဲသူဆောင်ရွက်တယ်သူကဘာလုပ်เสียမလို့သဘာဝအနေနဲ့ပါနေတာပဲရှိတယ်ဟုတ်ကဲ့လားမနတိကာရဆိုတာကဘာတော့ဆိုရင်သူကလည်းအရေးပါတဲ့ဟာတစ်ခုပဲဖတ်တာကအာယုန်နဲ့စိတ်တွေ့ပို့ဖို့ရအတွက်သူကအာယုန်ဘက်ကိုဥလိပဲဖို့မလိုဘူးလားလိုပါတယ်ဗျအနုဘအာယုန်နဲ့စိတ်နဲ့တွေ့တဲ့အခါလွဲချော်သွားနိုင်သေးတယ်လေဒါကြောင့်မို့သူကအာယုန်နဲ့စိတ်ကိုတစ်ခါတည်းတန်းတမတ်မတ်ဖြစ်အောင်ဥလက်ပေးတယ်များလို့ပြစ်တဲ့အခါမှာတာဂက်ကိုချိန်ရတယ်မဟုတ်လားမှန်ပါပါဗျကိုပြစ်မဲ့ပြစ်မှတ်ကိုများဥချိန်ရတယ်လို့ပဲဟောဒီမနတိကာရဆိုတာအာယုန်ဘက်ကိုစိတ်ကိုလှည့်အောင်လုပ်ပေးတာတဲ့မနတိကာရဆိုတာအင်္ဂလိပ်လိုတော့ attention လို့ပြောတာပေါ့ဒီ attention ကသိအရေးကြီးတာပဲ attention မပါရင်ဘာမှမဖြစ်ဘူး attention ဟာအရေးပါလို့ကြည့်ပါလားလေမြန်စီးတဲ့ကမကြောက်လားလေရင်မယ်တွေကချိန်ကြတယ်လေအဲ့ဒီမှာကျေစုပြု၍နားထောင်ပါဆိုတာအဲ့ဒီ attention ကိုပြောတာနော်အာယုံဘက်ကိုလှည့်ပြီးတော့နေတဲ့သဘာဝတရားလေးအဲ့ဒါရှိမှစိတ်တရားအာလုံးဆောင်ရွက်မှုကိုလုပ်နိုင်တယ်ဆိုတော့စိတ်ရဲ့စိတ်ပေါ်မှာမှီပြီးတော့ဖြစ်နေတဲ့စွမ်းအားရဲ့စိတ်ရဲ့စွမ်းအားတွေဟုတ်ကဲ့လားဒါတွေကစိတ်ရဲ့စွမ်းအားတွေစေတသိက်ဆိုတာစိတ်ရဲ့စွမ်းအားတွေပဲစိတ်ထဲမှာရှိနေတဲ့စိတ်ရဲ့စွမ်းအားတွေဒါတွေမပါရင်စိတ်ကအလုံးမဖြစ်ဘူးစိတ်နဲ့စေတသိက်ဟာဒီလိုပေါင်းစပ်ပြီးတော့ဆောင်ရွက်တယ်ဆိုတာဒီလိုသဘောပေါက်ရမယ်နော်ဒါကအ ਨੇ ဆုံးဆိုပါစို့မျက်စိကမြင်ပြီးတော့သိတဲ့စိတ်ကလေးကိုကြည့်စက္ခုဝိညာဉ်စိတ်လို့ခေါ်တယ်စက္ခုဝိညာဉ်စိတ်ကလေးဖြစ်လို့ရှင်ဟောဒီ9ခုပါရဖတ်တာရဲ့ဝေဒနာရဲ့တင်ညာရဲ့နော်စေရနာရဲ့ဧကဂတာရဲ့ဇီဝိတ္တိန္ဒရိယရဲ့မနတိကာရရဲ့အဲ့ဒီ9ခုရဲ့စက္ခုဝိညာဉ်စိတ်လေးရဲ့ပေါင်းလိုက်တော့10ခုဒါတစ်ခုဖွဲ့လိုက်တာမြင်သိစိတ်လို့ပြောတာဟောဒီ9ခုမပါဘဲနဲ့မြင်သိစိတ်မပေါ်ဘူးနော်မှန်ပါပါဗျမြင်သိစိတ်ဒါပေမဲ့ဒီမြင်သိစိတ်မှာပါတဲ့စေရနာဆိုတာလေးကကံအရာမမြောက်ဘူးကာမပစ္စယောလို့ဟောပေမဲ့လို့ကံအရာမဟုတ်ဘူး organize လုပ်တာပဲရှိတယ်သူကအကျိုးထုတ်လုပ်နိုင်တဲ့ကံသဘောမဟုတ်ဘူးလို့နားလည်ရမယ်ဟုတ်ကဲ့လားမှန်ပါပါဗျကျန်တာတွေကလည်းဒီလိုသဘောပေါက်ရမယ်စိတ်ပေါ်မှာမှီတည်ပြီးတော့ဖြစ်ပေါ်လာတဲ့စေတသိက်တွေရဲ့ဒီဒီဂရီလို့ပြောပါစို့စွမ်းရည်တွေမတူဘူးလို့တော့မှတ်ရမယ်နော်စွမ်းရည်ချင်းမတူဘူးစိတ်အားကအားနေတဲ့စိတ်ပေါ်မှာမှီတဲ့စေတသိက်တွေရဲ့စွမ်းအားဟာဒီလောက်မရှိဘူးလို့ဒီလိုပြောအဲ့တော့စက္ခုဝိညာဉ်စိတ်မှာမှီပြီးဖြစ်တဲ့ဧကဂရကဘယ်သမာဓိအဆင့်ရောက်မလို့စွမ်းအားမထက်ဘူးလို့ဆိုလို့တယ်ဟုတ်ကဲ့လားတမာရီတော့တမာရီပဲဒါပေမဲ့စွမ်းအားထက်တဲ့တမာရီမျိုးမဟုတ်ဘူးတဲ့အဲ့ဒီမှာရှင်းနေဟာကြတယ်ကဲကောင်းပြီမြင်သိစိတ်ကလေးမှာဒီလိုဖြစ်တယ်မြင်သိစိတ်ရဲ့ရှေ့နားလေးမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အာဝိဇ္ဇံဆိုတဲ့စိတ်ကလေးမပါဘူးလားမှန်ပါတယ်ဗျခုနကအာယုန်နဲ့စိတ်နဲ့အာယုန်နဲ့ဝတ္ထုနဲ့နှစ်ခုစုံစည်းလိုက်တဲ့အခါမှာဘာပါလိမ့်လို့စဉ်းစားပြီးတော့ဘဝင်စိတ်ကိုအလှည့်အပြောင်းလုံးလိုက်တဲ့စိတ်လေးကအာဝိဇ္ဇံစိတ်ပဲဆင်ញင်တဲ့စိတ်ကလေးမှန်ပါပါအဲ့ဒီအာဝိဇ္ဇံစိတ်ကမျက်စိကမြင်လာတဲ့အာယုံကိုဆင်ញင်တာရှိတယ်နားကကြားတာနှာခေါင်းကအနံ့ရတာလျှာကလျက်တာခန္ဓာကိုယ်ကထိတယ်ဆိုတဲ့ဒီ9ဓဝရ9ပေါက်မှာထင်းလာတဲ့အာယုံကိုနှလုံးသွင်းဆင်ញင်တာပင်စတော်ဝိဇ္ဇံစိတ်လို့ခေါ်တယ်အဲ့ဒီဆင်ញင်မှုဆိုတဲ့စိတ်ကလေးမပါဘဲနဲ့စက္ခုဝိညာဉ်စိတ်မဖြစ်ဘူးတဲ့မှန်ပါပါခုနစက္ခုဝိညာဉ်စိတ်နဲ့9ခုဒါကိုအဘိဓမ္မာလေ့လာတဲ့အခါစက္ခုဝိညာဉ်စိတ်မှာစေတသိက်9ခုရှင်တယ်လို့ပြောနေကြတာ
တကယ်စက္ခုဝိညာဉ်စိတ်ဖြစ်ရင်ဒီခုနှစ်ခုပါနေတယ်လို့ပြောတာမှန်ပါပါဟုတ်ကဲ့လားမှန်ပါပါပန်းလေးတစ်ပွဲမှာပါတယ်ပါတယ်ကဲစဉ်းစားကြည့်ပေါ့ပန်းပွင့်လေးတစ်ပွဲမှာအယောင်မပါဘူးလားအနတ်မပါဘူးလားအရသာရောဩဇာရောအေးမာပြော့ပြော့ဆိုတဲ့ဟိုအားလုံးကိုထမ်းဆောင်ထားတဲ့အခြေခံရောမပါဘူးလားပါတယ်ဒီပန်းကလေးကိုတခါတည်းရင့်လောင်နွမ်းလောင်လှုပ်ထားဆိုတာမပါဘူးလားပန်းပွင့်လေးဖြစ်အောင်စုစည်းထားတဲ့သဘောရောမပါဘူးလားပါတယ်ဒီပန်းကလေးကပြုတ်ကွဲပြီးတော့မသွားအောင်ပုံတရံလေးပြက်မသွားအောင်တွန်းအားပေးထားတဲ့သဘောရောမပါဘူးလားဟောကြည့်လိုက်တော့အဲ့ဒါလေးတွေအကုန်လုံးဒီရုပ်ရှိခုပေါင်းထားလို့ပန်းပွင့်ဆိုတာဖြစ်နေတာနော်အဲ့ဒါမျိုးလိုပဲဒီစက္ခုဝိညာဉ်စိတ်ထဲမှာလည်းပဲဟောတယ်လို့9ခုနဲ့10ခုအားလုံးပေါင်းလိုက်တဲ့အခါစိတ်က1ခုစေတသိက်က9ခုစုထားမှအလုပ်ဖြစ်တယ်မြင်သိဆိုတာမြင်ပြီးသိတာဒါကြောင့်မို့သိတာနှုတ်ဆိုမသိဘူးတဲ့ဒီ9ခုရဲ့စွမ်းအားကြောင့် तू သိလို့ရတာစိတ်တစ်ခုတည်းဆိုမရဘူးเนาะမှန်ပါပါဗျာအဲ့ဒါကြောင့်မို့လို့စိတ်ကိုမှီပြုစွမ်းအားစုများလို့ပြောတာစိတ်ကိုမှီတဲ့စွမ်းအားအဲ့တော့စိတ်တစ်ခုနဲ့တစ်ခုတော့မတူတတ်ဘူးကဲခုနကအဝိဇ္ဇံဆိုတဲ့ပင်စတ္တရဝိဇ္ဇံစိတ်ကလေးကြတော့စက္ခုဝိညာဉ်တဲ့ तू ကပိုတယ်ပင်စတ္တရဝိဇ္ဇံစိတ်ကြတော့စေတသိက် तू ကြတော့ပိုးလာတယ်ဘာတွေပိုးလာလဲလို့ဆိုတော့ကြည့်6ခုကိုအရင်ပြောရအောင်တစ်ခုနဲ့တစ်ခုမတူအဲ့ဒါစိတ်ရှင်စေတသိက်ရှင်ကိုလေ့လာရတယ်အဲ့ဒီတယုတ်တွေကိုဘုံဘုံကမပြောတော့ဘူးเนาะမှန်ပါပါဗျာတယုတ်တွေပြောလို့ရှင်သိမှတ်နေရမယ်အဲ့တော့ပြီးတော့မှစာအုပ်တွေထဲမှာမှတ်သဘောပေါက်အောင်ပဲပြောမယ်เนาะကဲနောက်6ခုကဘာတွေတုံးဆိုတာအရင်ပြောမယ်တခါတရံမှပါတဲ့နောက်6ခုဆိုတာဝိတက်ကတဲ့ဝိတက်ကဆိုတာဗမာတွေဝိတက်နဲ့ခေါ်တဲ့အရာအင်္ဂလိပ်လိုပြန်တော့ thought စိတ်ကူးတယ်ကြံစည်တယ်စိတ်ကူးတယ်ကြံစည်တယ်ဆိုတဲ့ဗမာစကားလုံးကိုလိုက်ပြီးတော့ကြည့်ပြန်တော့ဘာလို့ထားတုံးလို့မေးရင်ဘယ်လိုပြောမလဲစိတ်ကူးတယ်တဲ့ကြံစည်တယ်တဲ့ဘာလို့ထားတုံးလို့မေးရင်ဘယ်လိုထပ်ရှင်းမလို့စိတ်ကူးတယ်ဆိုတာစိတ်ကလေးကအာယုံပေါ်မှာကူးသွားအောင်လုပ်ပေးနေတာကိုပြောတာစိတ်ကလေးကိုအာယုံပေါ်မှာတင်ပေးနေတာကိုပြောတာဒါကြောင့်မို့ဝိတက်ကိုအာရောဟဏလက္ခဏာစိတ်ကိုအာယုံပေါ်မှာပုတ်တင်ပေးတာစိတ်ကိုအာယုံပေါ်ရောက်အောင်သူကတွန်းပေးနေတာနောက်ကနေပြီးတော့အဲ့ဒါကိုဝိတက်လို့ခေါ်တယ်အဲ့တော့လူတွေကဘာပြောလို့ဆိုအတွေးတို့ဟုတ်လားတွေးတယ်တို့ကြံတယ်တို့ကြံစီတယ်တို့စိတ်ကူးတယ်တို့ဗမာစကားတွေအဲ့ဒါစိတ်ကအာယုံပေါ်ရောက်တော့ကူးသွားတယ်ပေါ့ဟုတ်ကဲ့လားစိတ်ကူးတယ်ကြံစီတယ်ဒါတွေကိုစုစည်းနေအောင်လုပ်ပေးတာအတွေးတွေကိုစုစည်းနေတာအဲ့တော့သဘောကတော့ဝိတက်ကဆိုတဲ့သဘောကအာယုံပေါ်ကိုစိတ်ကိုတင်ပေးတဲ့သဘောလို့တလို့မှတ်ရမယ်ဒါမှမဟုတ်အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ initial application လို့ခေါ်တာ application ဆို apply လုပ်ပေးနေတာကိုပြောတာနော်အာယုံမောစိတ်ကလေးရောက်သွားအောင်သူပို့ပေးတာအဲ့ဒါဝိတက်အရက်ခေါ်ဆိုလို့ရှိရင်တွေးတယ်ကြံတယ်ပေါ့ဒါပါပဲတွေးတယ်ကြံတယ်ခုနကစက္ခုဝိညာဉ်စိတ်လေးကတွေးချိန်မရလိုက်ဘူးသူကမတွေးဘူးသူ့မှာအတွေးမပါဟုတ်ကဲ့လားသူ့မှာပါတဲ့သဘောကအာယုံနဲ့စိတ်တွေးတယ်ဆိုတဲ့ဖတ်တာပါတယ် experience ဆိုတဲ့ဝေဒနာပါတယ်မှတ်တမ်းတင်တဲ့တင်ညာလေးပါတယ်နော်တွန်းအားပေးတယ်စုစည်းပေးတယ်စေတနာဆိုတာလေးပါတယ်နောက်ဧကဂတဆိုတဲ့အာယုန်တစ်ခုတည်းပေါ်မှာရူပယုန်တစ်ခုတည်းပေါ်မှာစုတောင်းလှုပ်တာလေးပါတယ်ဒီထိမ့်သိမ့်ဆောက်ရှောက်တဲ့ဇီဝိတိန်တွေဆိုတာလေးပါတယ်အာယုန်ဘက်ကိုဥလှည့်ပေးတဲ့မနတိကာရလေးပါတယ်ဒါပဲသူ့မှာတွေးတယ်ဆိုတာမပါဟုတ်ကဲ့လားစိတ်တိုင်းမှာအတွေးမပါကဲကောင်းပြီဝိတက်ဆိုတာစိတ်ကူးတယ်တွေးတယ်ကြံစည်တယ်အတွေးအဲ့ဒီဝိတက်ကလေးကဘာလို့ဖို့လိုတော့လို့ဆိုဒီဝိတက်ကလေးကကြည့်ကောင်းတဲ့အတွေးရှိတယ်လို့မကောင်းတဲ့အတွေးတွေရှိသေးတယ်သူကသူ့ကြည့်တော့တာမန်ကတော့အတွေးဟာအတွေးပဲအဲ့ဒီအတွေးထဲမှာဘာတွေဝင်လာတော့ဆိုရင်လောဘနဲ့တွေးတဲ့အတွေးတွေဝင်လာတတ်တယ်ကြည့်လေလောဘနဲ့လိုချင်တဲ့စိတ်တွေတွေးတယ်အာယုံခံစားခြင်းတဲ့စိတ်တွေနဲ့တွေးရင်ဒါကာမဝိတက်လို့ခေါ်တာနော်
ကာမဝိတက်ဆိုလောဘနဲ့တွေးတဲ့အတွေးကိုပြောတာနော်အဲ့ဒီလောဘနဲ့တွေးတဲ့အတွေးဟာအတိညာရဖို့အရာအတွက်ဘယ်လို့မှမဖြစ်နိုင်တဲ့မှားယွင်းတဲ့အတွေးလို့ခေါ်တယ်မိစ္ဆာအတွက်မိစ္ဆာမှားယွင်းတဲ့အတွေးလို့ပြောတာမှားတယ်ဘာလို့မှားတာလဲဆိုအတိညာရဖို့မဖြစ်ဘူးနောက်တစ်ခါဗျာပါဒဝိတက်ကဒေါသနဲ့တွေးတဲ့အတွေးဟာမှားတယ်ဝိတက်ကြီးတတ္တကတော့အတွေးတတ္တပဲသူ့မှာလာပြီးတော့တွဲလိုက်တာလောဘနဲ့တွဲရင်လည်းမှားသွားတယ်ဒေါသနဲ့တွေးလို့ရှိရင်လည်းမှားသွားတယ်ဗျာပါဒဝိတက်ဝိဟိတဝိတက်ဆိုတာသူတစ်ပါးကိုတတ်ဖို့ဖြတ်ဖို့ညှင်းဆဲဖို့ဆိုတဲ့ပြင်းထန်တဲ့ဒေါသနဲ့တွေးတဲ့အတွေးအဲ့တော့လောဘနဲ့တွေးတဲ့အတွေးဒေါသနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေး၃မျိုးဒီမှားယွင်းနေတယ်မှားယွင်းတဲ့အတွေးဒါကြောင့်မို့လို့ဒီအတွေးဟာမှန်ကန်တဲ့အတွေးဖြစ်ဖို့ကြတော့ဘယ်လိုလုပ်ရအောင်ဆိုလို့ရှိရင်နိက္ခမ္မဝိတက်ကကာမဂုဏ်အာယုန်တွေအပျော်ပါးတွေမလိုက်စားခြင်းတဲ့အတွေးငါရိတ်တာသွားပြီးတရားထိုင်အောင်မှပဲဆိုတဲ့အတွေးကုသိုလ်ကောင်းမှုတွေလုပ်အောင်မှပဲတရားနာသွားအောင်မှပဲဆိုတဲ့အတွေးလေးတွေဟုတ်ကလားမှန်ပါပါတရားပွဲသွားပြီးတရားနာအောင်မှပဲဆိုတဲ့အတွေးလေးလောဘနဲ့တွေးတာမဟုတ်ဘူးဒါနော်ကုသိုလ်ကောင်းမှုလုပ်အောင်မှပဲဆိုတဲ့အတွေးတရားထိုင်အောင်မှပဲဆိုတဲ့အတွေးဟောဒီအတွေးလေးတွေကြတော့ဒါနိက္ခမ္မဝိတက်ခေါဏကခံစားလို့တဲ့စိတ်ကနေထွက်ခွာလိုက်တာခံစားလို့တဲ့လောဘအတွေးကနေထွက်ခါလိုက်လို့ဒါမှန်ကန်တဲ့အတွေးတစ်ခုလို့ပြောတာနော်ကြည်လေကိုရီးယားဇာကားမကြည့်ပဲနဲ့တရားပွဲလာတယ်ဆိုတော့ဒါမှန်ကန်တဲ့အတွေးပေါ့ဗျာနော်ဇာကားလေးလွတ်သွားမှဆိုလို့ဆိုတဲ့အတွေးကြတော့ဒါမှန်ကန်တဲ့အတွေးမဖြစ်ပြန်ဘူးနော်လောဘနဲ့မတွေးဘူးလေနောက်တစ်ခါဒေါသနဲ့မတွေးပဲနဲ့မေတ္တာနဲ့တွေးတဲ့အတွေးဟာဒါမှန်ကန်တဲ့အတွေးလို့ပြောမေတ္တာနဲ့တွေးတယ်အေးတတ္တဝါတွေချမ်းသာကြပါစေအကျိုးစီးပွားတွေဖြစ်ထွန်းကြပါစေဆိုဟောဒီအတွေးဟာဒါမှန်ကန်တဲ့အဲ့ဒါကိုအဗျာပါဒဝိတက်ကလို့ခေါ်တယ်အဝိဟိန္တဝိတက်ကဆိုတာဘယ်သူမှမညှင်းဆဲဘူးအလုံးပေါ်မှာအကျဉ်းနာတရားထားတယ်ဟောကရုဏာနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေးကလည်းမှန်ကန်တဲ့အတွေးဆိုတော့ဝိတက်နဲ့ပတ်သက်ပြီးတော့မှားတဲ့အတွေးက3ခုမှန်တဲ့အတွေးက3ခုမှားတဲ့အတွေးကိုမှန်တဲ့အတွေးနဲ့ဖျောက်ပြရမယ်ဒါလို့ဆိုတော့အစားထိုးဒါအလုပ်ပဲအဲ့တော့ဒီဝိတက်ဆိုတဲ့သဘောလေးကသူ့ဘာသူနေရင်အမှားမှန်မရှိဘူးခုနလောဘဒေါသဝင်လာလို့ရှိရင်အမှားဖြစ်သွားတယ်အလောဘအရောဓဝင်လာလို့ရှိရင်အမှန်ဖြစ်တယ်သူ့ဘာသူနေရင်ပင်ရင်းပဲဟုတ်ကဲ့အဲ့ဒီအတွေးလေးအဲ့ဒီဝိတက်ကိုမှန်ကန်တဲ့ဘက်ကိုအသုံးချမယ်ဆိုလို့ရှိရင် तू ကတန်ဖိုးရှိတဲ့ဇန်အင်္ဂါတစ်ခုဖြစ်လာဇန်အာယုံပေါ်မှာစိတ်ကိုပုတ်တင်ပေးနေလို့ရှိရင် तू ကပထမဇန်ဆိုတဲ့ဒီဇန်အာယုံတစ်ခုကို तू ကရယူဖို့အတွက် तू ကအရေးကြီးတဲ့အင်္ဂါတရားဖြစ်လာတယ်ဒါကြောင့်မို့ဇန်အင်္ဂါ၅ပါးလို့အဘိဓမ္မာမှာသင်တာရှိတယ်မဟုတ်လားဝိတက်ဝိစာရာပီတိဒုက္ခဧကဂတဆိုဒီ၅ပါးကစုစည်းထားတာဒီအတွေးလေးရှိနေတော့ဘု து ကို तू ကဘန်းတောင်းလုံးနိုင်တယ်လေဘု து ကိုဖယ်ရှားပြစ်နိုင်တော့ဆိုရင်ဌိနမိတ်တာဆိုတဲ့စိတ်မပါတာကိုဖယ်ရှားပြစ်နိုင်တယ် तू သူ့ရဲ့စွမ်းအားနဲ့ तू ဖယ်ပလိုက်တယ်ဒီဌိနမိတ်တာဆိုတဲ့သဘောကကြည့်ဌိနဆိုတာကစိတ်မပါတော့တာမိတ်တာဆိုတာအိတ်ချင်လာတာစိတ်ကဆုံးနစ်လာတယ်ကမ္မထမ်းထိုင်လို့ရှိရင်ပိုးပြီးတော့သိတာတယ်နော်ကမ္မထမ်းထိုင်တော့ပြင်းလာတယ်ညောင်းလာတယ်တော်ခြင်းလာတယ်အဲ့ဒါဌိနဝင်လာတာလို့ခေါ်တယ်အိတ်ချင်လာတယ်မိတ်တာဝင်လာတယ်အဲ့ဒီဌိနမိတ်တာဒီအသိဉာဏ်ကိုအားနည်းစေတတ်တယ်တဲ့ဒါကြောင့်မို့လို့သူ့ကိုဘယ်သူနဲ့ဖယ်ရှားပြရတော့ဆိုဝိတက်နဲ့ဖယ်ရှားပြရတယ်ဒါကြောင့်မို့လို့လူတွေပြောကြတယ်ညာအတွေးတွေများနေလို့အိတ်မပျော်ဘူးဆိုသူကလွန်သွားရင်လည်းအဲ့ဒီအိတ်ပျော်မှုဌိနမိတ်တာမလာပဲရှိတတ်တယ်သူရှိနေဟိုကမလာနိုင်ဘူးနော်ဆန့်ကျင်မဲ့ကိုဒါကြောင့်မို့လို့အတွေးတွေသိများနေလို့ရှိရင်အာနာပါနပွားပြီးတော့လျှော့ပြရသေးတယ်တချို့ကဟုတ်ကဲ့လားဒီဝိတက်ကိုလျှော့ချတဲ့နည်းကအာယုန်တစ်ခုတည်းပေါ်မှာစူးစိုက်ပြီးတော့နေရတယ်အဲ့ဒီဝိတက်ကိုစနစ်တကျတိုးပွားလာအောင်လေ့ကျင့်ပြီးတော့ယူနိုင်ပြီသမထကျင့်စဉ်တစ်ခုနဲ့ယူနိုင်မယ်ဆိုရင်ဇန်အင်္ဂါဖြစ်လာတယ်တဲ့သူကဝိสารဆိုတာဘာလဲဟိုကကြံစည်တာစိတ်ကူးတာဝိสารဆိုတဲ့သဘောကသုံးသတ်တယ်လို့အဓိပ္ပာယ်ရသုံးသတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကမထင်ရှားပြန်ဘူးဆိုလိုတာကဝိสารကဘာလောက်တာတုံးဆို
ဝိတက်ကစိတ်ကိုအာယုံပေါ်မှာတင်ပေးထားတာပို့ပေးထားတာကိုစိတ်နဲ့အာယုံနဲ့ကွာမသွားအောင်ဝိသရာထိမ့်ပေးနေတာလို့ပြောအောင်ဟုတ်ကဲ့လားတင်တော့တင်လိုက်တယ်လေကွာထွက်မသွားဘူးလား